Okay KO ရဲ့ first wave မှာတော့ကျွန်တော် Karina ပြန်ပေါက်သွားပဲဒါပေမဲ့ကျွန်တော် second wave မှာတော့ပေါက်မလဲဆိုစမ်းရအောင် first wave မှာ19ကနှိုက်ပြီးသွားပြီဆိုတော့ပထမဆုံး1 cat နဲ့စရအောင်နင်းလူနော်ကြီးလားဟောလူနော်ငါမှဟီးရိုတောင်မရှိဘူးလို့လောက်ကြပါအောင်မွန်းတွန်းရေလို့ကဲထားပါ epic skill ဆိုတော့ point တက်တာပေါ့ကဲဘယ်တော့ကြမလဲဆိုတော့တောင်းမှာတွားကြတယ်လို့ကဲကွာ10ကနှိုက်လိုက်မယ်ကဲပေါက်စံပေါက်ဟာအပြင်မှာတောင်စာမဖက်တဲ့လူကစာအုပ်လိုက်ဖမ်းတယ် Harry တဲ့လောက်ကြပါအောင်ရေဆန်ရှင်းလဲဟီးရိုမရှိဘူးလေလို့ရေတောင်မကူးတတ်တာရေကူးတဲ့ကောင်ကြီးလာပေးတယ်လို့အဲ့အောင်ရေကမလာ free screen ရှိရဲ့ဟာလက်ထားကတောင်းဝကတ်ထားရဆိုတော့ပေါက်နိုင်နေရှိရဲ့ဟောဗျာအလဲမှာသွားတက်နေလုံးလို့နောက်တစ်ကက်တွေရအောင်လို့ Starlight ကိုဝယ်လိုက်တော့မယ်နိ Starlight ကလည်း hero ကရှိတယ်မရှိနေဘူးဒါပေမဲ့ event လောက်တာဆိုတော့ဝယ်လိုက်တယ်နောက်ပိုင်းကျမှ hero ပဲဝယ်လိုက်တော့မယ်ရရလေးကနေမနှိုက်ကွာပေါက်ချင်တာပေါက်ဒီကေကြီးကိုပေါက်ချင်တာပေါက်တာကျွန်တော်လည်းထိမနေတော့ဒီတော့ပဲဖောက်နိုင်တယ်နောက် video မှာ brother ပြန်တွေ့ရအောင်